မင်္ဂလာပါရှင်ဗမာအတန်ရေဒီယို VVR Burmese Voice Radio ကနေနားဆင်နေကြတဲ့မိဘပြည်သူညီကိုမောင်နှမများအားလုံးမင်္ဂလာပါဒီကနေ့2026ခုနှစ်မလ30ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့ထူးခြားသတင်းတွေကိုစုစည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့အစီအစဉ်မှာတော့စစ်ကောင်စီရဲ့သမရနဲ့ဒုသမရရွေးချယ်တင်မြှောက်မဲ့အခင်းကျင်းနဲ့ဟာခါမြို့ကလူငယ်3ဦးကိုတပ်ဖြတ်ပြီးဝါဒဖြန့်ခဲ့တဲ့ဖြစ်စဉ်မြင်းချံမှာစစ်ကြောင်းထိုးမှုကြောင့်ပြည်သူ60နီးပါးသေဆုံးခဲ့ရတဲ့သတင်းတွေနဲ့အတူအမေရိကန်နဲ့အီရန်ကြားတင်းမာနေတဲ့နိုင်ငံတကာသတင်းတွေကိုပါအသေးစိတ်နားဆင်ကြရမှာဖြစ်ပါတယ်ပထမဆုံးသတင်းအနေနဲ့စစ်ကောင်စီရဲ့အာဏာတည်ဆောက်ပုံအပြောင်းလဲသတင်းကိုတင်ဆက်ပါရစေဒီကနေ့မတ်လ30ရက်နေ့မှာတော့စစ်ကောင်စီက၎င်းတို့ရဲ့သမရနဲ့ဒုသမရတွေကိုအဆိုပြုဖို့အတွက်အစုအဖွဲ့အသီးသီးရဲ့အစည်းအဝေးတွေကိုစတင်ကျင်းပနေပြီဖြစ်ပါတယ်။လက်ရှိထွက်ပေါ်နေတဲ့သတင်းတွေအရတော့စစ်ဦးစီးချုပ်အဖြစ်15နှစ်ပြည့်လို့အငိမ့်စာယူလိုက်ပြီးဖြစ်တဲ့မင်းအွန်လိုင်းကိုစစ်တပ်ကိုယ်စားလှယ်အစုအဖွဲ့ဘက်ကနေဒုတိယသမရအဖြစ်အဆိုပြုမှာဖြစ်ပြီးနောက်ပိုင်းမှာတော့၎င်းကိုပဲသမရအဖြစ်တင်မြှောက်ဖို့စီစဉ်ထားတယ်လို့သိရပါတယ်။ဒါအပြင်ညိုစောနဲ့နယ်ထွေးတို့ဟာလည်းဒုတိယသမရလောင်းလေအဖြစ်ပါဝင်လာဖို့ရှိနေပါတယ်။ဒီလိုမျိုးရွေးချယ်တင်မြှောက်မှုတွေဟာစနစ်တကျကြိုတင်ဇက်တိုက်ထားတဲ့အစီအစဉ်တွေဖြစ်တယ်လို့နိုင်ငံရေးလေ့လာသူတွေကဝေဖန်နေကြပါတယ်။2008ဖွဲ့စည်းပုံအခြေခံဥပဒေအရပြည်သူ့လွှတ်တော်အမျိုးသားလွှတ်တော်နဲ့တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့တွေကနေဒုတိယသမရတဦးစီရွေးချယ်ရတာထက်ပေမဲ့အခုအခင်းကျင်းဟာအရွေအချင်းစစ်ဆေးအတီးပြုတာထက်ပိုမိုတဲ့အာဏာခွဲဝေရုံတစ်ခုဖြစ်တယ်လို့ရှုမြင်နေကြပါတယ်။အထူးသဖြင့်မင်းအောင်လှိုင်ဟာစစ်ဦးစီးချုပ်ယာထူးကနေအနားယူပြီးနောက်နိုင်ငံရေးယာထူးတစ်ခုကိုအခိုင်အမာရယူဖို့ကြိုးပမ်းနေတာဖြစ်ပြီးဒါဟာတိုင်းပြည်ရဲ့လက်ရှိအကျက်အတဲအပေါ်ဘယ်လိုတက်ရောက်မှုရှိမလဲဆိုတာကတော့ဆက်လက်စောင့်ကြည့်ရမယ့်အခြေအနေမှာရှိနေပါတယ်။စစ်အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ရဲ့မိသားစုဝင်တွေဟာဖခင်ထစ်သူရဲ့အာဏာကိုအလွဲသုံးစားလုပ်ပြီးစီးပွားရေးအကျိုးအမြတ်တွေဘယ်လိုရယူနေသလဲဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်။ Justice for Myanmar ရဲ့နောက်ဆုံးထုတ်ပြန်ချက်အရမင်းအောင်လှိုင်ရဲ့တားထစ်သူအောင်တိစုံဟာစေဝါစားတောက်ကုန်နဲ့စောက်လုံးဤကန်တာတွေမှာကုမ္ပဏီခွဲပေါင်းများစွာထူထောင်ပြီးလုပ်ကိုင်နေပါတယ်။အထူးသဖြင့်ချောင်းသာကမ်းခြေမှာရှိတဲ့အကြီးဆုံး Azura Beach Resort ဟာလည်းသူပိုင်ဆိုင်တာဖြစ်ပြီးအဲ့ဒီအတွက်မြေဧက22ဧကကျော်ကိုအထူးအခွင့်အရေးနဲ့ရယူခဲ့တာလို့သိရပါတယ်။ဒါတင်မကပါဘူးမင်းအောင်လှိုင်ရဲ့သမီးဖြစ်သူခင်တီရီတက်မွန်ဟာလည်းဆက်သွယ်ရေးကဏ္ဍမှာ Mindel Tower တိုင်းတိစောက်တဲ့စာချုပ်တွေကိုရယူထားတယ်လို့ Seventh Sense Media လိုလုပ်ငန်းတွေကိုလည်းပိုင်ဆိုင်ထားပါတယ်။အခုဆိုရင်သူတို့မိသားစုဟာထိုင်းနိုင်ငံဘန်ကောက်မြို့မှာပတ်တန်းတရိုင်နီးပါးတန်ဖို့ရှိရဲ့ဇိမ်ခံအိမ်တွေနဲ့ကွန်ဒိုတွေကိုပါဝယ်ယူထားတာကိုအထောက်ထမ်းတွေနဲ့အတူဖော်ပြနိုင်ခဲ့ပါတယ်။ဒီလိုအဂတိလိုက်စားမှုတွေကနေရရှိလာတဲ့ငွေကြေးတွေကိုနိုင်ငံတကာအစိုးရတွေအနေနဲ့စုံစမ်းစစ်ဆေးပြီးအရေးယူပေးဖို့ GFM ကတောင်းဆိုထားပါတယ်။ဆက်လက်ပြီးစီရေးသတင်းတွေကိုတင်ဆက်ပါမယ်။ပြီးခဲ့တဲ့မတ်လ29ရက်နေ့ကနေပြည်တော်မှာကျင်းပခဲ့တဲ့81ရောက်မြောက်စီရေးပြအခမ်းအနားမှာယူကရိန်းနည်းပညာသုံး PDR တန်ကြကားတွေကိုပထမဆုံးအခိုင်ထုတ်ဖော်ပြခဲ့ပါတယ်။ဒီတန်ကြကားတွေကို2021အာနာမသိန်းငင်ကားတွေကယူကရိန်းစီကနေနီးပညာလိုင်စင်ယူထားတာဖြစ်ပြီးအခုမှလူထုရှေ့ကိုရောက်လာတာပါ။ဒါအပြင်တရုတ်နိုင်ငံထုတ်105အမြင့်မီလဲတက်ဆင်ထားတဲ့ပေါ်လဲတင်ကအတက်တွေကိုလည်းထည့်သွင်းပြသတာကိုတွေ့ရပါတယ်။ဒါဟာစစ်ကောင်စီအနေနဲ့ပြည်တွင်းမှာလက်နက်ခဲယမ်းတွေကိုကိုယ်နိုင်ထုတ်လုပ်နိုင်စွမ်းရှိတယ်လို့ပြသကျင်တာလို့သုံးသပ်ရပါတယ်။မြေပြင်တိုက်ပွဲသတင်းတွေအနေနဲ့ကတော့မကွေးတိုင်းမြိုင်မြို့နယ်ထဲမှာစစ်ကောင်စီတပ်တွေကကန်နက်ကြီးရွာကိုစစ်ကြောင်းထိုးဝင်ရောက်ပြီးပြည်သူပိုင်ပစ္စည်းတွေကိုခိုးယူသွားတဲ့အပြင်အရက်သား4ဦးကိုလည်းဖမ်းဆီးသွားပါတယ်။အလားတကပဲတနင်္သာရီတိုင်းတရချောင်းမြို့နယ်မှာလည်းစစ်ကောင်စီကလေရင်နဲ့ဘုံကျွဲတိုက်ခိုက်ခဲ့လို့အမျိုးသမီး2ဦးတန်ရာရခဲ့ပြီးကြေးရွာပေါင်း15ရွာကျော်ကလိုတပ်တွေဟာအခုထိတောတောင်တွေထဲမှာစစ်ပဲရှောင်နေရတာကိုသိရပါတယ်။သူတို့အတွက်စားနဲ့ရီယာနဲ့ဆေးဝါးတွေအရေးပေါ်လိုအပ်နေတာပါ။ကရင်ပြည်နယ်ဘက်မှာလည်းအခြေအနေတွေကတင်းမာနေသေးပါ။မြဝတီတောင်ဘက်ကဖလူကြီးကျေးရွာကိုစစ်ကောင်စီက drone တွေကိုအသုံးပြုပြီးမီလောင်ဘုံတွေကျွဲချခဲ့လို့အရက်တိုင်းနေအိမ်မောင်း10လုံးကျော်မီလောင်ပလက်စီးသွားပါတယ်။အခုနောက်ပိုင်းစစ်ကောင်စီက drone နည်းပညာကိုအသုံးပြုပြီးဖျက်အားပြင်းဘုံတွေမီလောင်ဘုံတွေနဲ့ဓာတုတက်ကိုက်ဘုံတွေကိုပါသုံးပြီးတိုက်ခိုက်လာတာကြောင့် KNL ပူးပေါင်းတပ်တွေနဲ့တိုက်ပွဲတွေပိုမိုပြင်းထန်နေတာကိုတွေ့ရပါတယ်။
ရခိုင်ပြည်နယ်ဘက်ကထူးခြားသတင်းကိုကြည့်မယ်ဆိုရင်တော့အာရိကဒတပ်တော်ကနေဖမ်းဆီးထားတဲ့စစ်တုံးမမိသားစုဝင်152ဦးကိုလူသားချင်းစာနာထောက်ခံမှုအရာပြန်လည်လွှတ်လိုက်ပြီဖြစ်ပါတယ်။အဲ့ဒီထဲမှာအမျိုးသား44ဦးအမျိုးသမီး54ဦးနဲ့ကလေးငယ်54ဦးပါဝင်ပါတယ်။ဒါအပြင်အာရိကဒတပ်တော်ကနေတင်းစီထားတဲ့နေအိမ်တွေထဲကစစ်ကောင်စီနဲ့ပတ်သက်မှုမရှိတဲ့အပြစ်ကင်းတဲ့ပြည်သူတွေရဲ့အိမ်တွေကိုမူလပိုင်ရှင်တွေစီကိုစနစ်တကျပြန်လည်လွှဲပြောင်းပေးအပ်နေတာလို့သိရပါတယ်။ဆက်လက်ပြီးမြေပြင်မှာစစ်ကောင်စီတပ်တွေကျူးလွန်နေတဲ့လူအယူဟင်ချိုးဖောက်မှုသတင်းတွေကိုတင်ဆက်ပါမယ်။ချင်းပြည်နယ်ဟာခမြို့မှာအလွန်တုံလုံးရှာကောင်းတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပွားပါတယ်။မိသားစုကိစ္စနဲ့မြို့အပြင်ထွက်လာတဲ့အပြစ်ကင်းလူငယ်3ဦးကိုစစ်ကောင်စီတပ်သားတွေက GTI ကျောင်းအနီးမှာဖမ်းဆီးပြီးတရားဥပဒေအရစစ်ဆေးမေးမြန်းခြင်းလုံးဝမရှိဘဲလူမဆန်စွာ right လက်တပ်ဖြတ်ခဲ့တာပါ။ပိုပြီးရုပ်မာတဲ့လောက်ရက်ကတော့တပ်ဖြတ်ပြီးတဲ့နောက်ရုပ်လောင်းတွေဘေးမှာလက်လုတ်တနတ်တွေကိုတမင်တကာချထားပြီးဓာတ်ပုံရိုက်ပြီးဒီလူငယ်တွေဟာတော်လန်ရေးတပ်ဖြတ်ဝင်တွေဖြစ်တယ်ဆိုပြီးလူမှုကွန်ရက်ပေါ်မှာလိန်လိန်ဝါတော့ဖြန့်ခဲ့တာပဲဖြစ်ပါတယ်။ဒါဟာအဖြစ်ကင်းပြည်သူတွေကိုလက်နက်ကင်တွေအဖြစ်ပုံဖြတ်ပြီးတပ်ဖြတ်မှုကိုတရားမျှတအောင်လှုပ်ဆောင်တဲ့ဆက်ဆုပ်ရှာကောင်းတဲ့လောက်ရက်တစ်ခုဖြစ်ပါတယ်။ Chinland Defense Force ဘက်ကတော့ဒီလောက်ရဟာအမှန်တရားကိုဖုံးငွေခြင်းနဲ့အာဏာရှင်ရဲ့လောက်ရဖြစ်တယ်လို့ရှုံချထားပြီးပြည်သူတွေဟာလည်းအထူးသတိထားကြဖို့တိုက်တွန်းထားပါတယ်။အလားတကပဲမန္တလေးတိုင်းမြင်းချံမြို့နယ်ထဲမှာလည်းဖေဖော်ဝါရီလခုံပိုင်းကစပြီးစစ်ကောင်စီစစ်ကြောင်းကကြေးရွာပေါင်း10ရွာခန့်ကိုဇက်တိုက်မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ဒီစစ်ကြောင်းထိုးမှုအတွင်းမှာအသက်ချွတ်ရစ်ကွေကလေးတဦးအပါအဝင်ပြည်သူ60ခန့်သေဆုံးခဲ့ရတာကိုဒေတာခံလေးစီကသိရပါတယ်။လူနေအိမ်တွေမီလောင်ပြားကျခဲ့ရတယ်လို့နဘူးအိမ်ဘုံကြီးကျောင်းမှာခိုလုံနေတဲ့စစ်ပဲရှောင်တွေကိုပါလေရင်ကနေဘုံကျဲတိုက်ခိုက်ခဲ့လို့အဖြစ်ကင်းပြည်သူတွေထိခိုက်ဒေဆုံးမှုများပြားခဲ့ပါတယ်။တောင်ကျွင်းရွာမှာဆိုရင်လည်းအသက်ကြီးပိုင်းအမျိုးသမီး2ဦးကိုမီးရှို့တပ်ဖြတ်ခဲ့တဲ့အထိရုပ်မာခဲ့ကြပါတယ်။လက်ရှိအချိန်ထိစစ်ကောင်စီတပ်တွေဟာအဆိုပါရွာတွေထဲမှာတက်ဆွဲထားစေဖြစ်ပြီးပြည်သူပိုင်ပစ္စည်းတွေကိုလည်းခိုးယူနေကြပါတယ်။ဒီစစ်ကြောင်းကိုတော်လန်ကြီးတပ်ဖွဲ့တွေကပြန်လည်တိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီဘက်ကဘူတအုံအပါဝင်15ဦးခန့်တေဆုံးခဲ့တယ်လို့မြင်းချံ21 Force အဖွဲ့ကထုတ်ပြန်ထားပါတယ်။ရန်ကုန်မြို့အင်းစိမ်းအကြောင်းထောင်မြို့နယ်ဆေးရုံမှာလည်းနာကျင်စွာဝေဒနာခံစားနေတဲ့နိုင်ငံရေးအကြောင်းသားတွေကိုမြို့နယ်ရဲမှူးသိန်းဝင်းကကိုထိလျောက်ရိုက်နှံနှိပ်စက်နေတဲ့တဲ့တွေထွက်ပေါ်နေပါတယ်။အကြောင်းသားတွေကိုမင်းတို့ဘာကောင်တစ်ဖြစ်ဂုတ်ချိုးတက်လို့ရတယ်ဆိုပြီးချင်းချောက်ပြောဆိုခဲ့တယ်လို့မိသားစုကနေပို့ပေးတဲ့ဆေးဝါးနဲ့အစားတောင်တွေကိုပါပိတ်ပင်ထားတယ်လို့သိရပါတယ်။အသက်82နှစ်ရွယ်ရှိတဲ့အကြောင်းသားတဦးဆိုရင်ရဲမှုရဲ့ရိုက်နှံမှုကြောင့်ကျမ်းပင်ပေါ်လဲကျပြီးပြန်မထနိုင်တဲ့အထိထစ်သွားခဲ့ရပါတယ်။အကြောင်းသားတွေဘက်ကဘာစည်းကမ်းမှမဖောက်ဖျက်ခြင်းမရှိဘဲအခုလိုဥပဒေမဲ့ပြုကျင့်ခံရတာဟာလူအယူဟင်ကိုဖျင်းဖျင်းထန်ထန်ချိုးဖောက်တာဖြစ်တယ်လို့အာဏာအလွဲသုံးစားမှုလည်းဖြစ်ပါတယ်။မကွေးတိုင်းမြိုင်မြို့နယ်မှာလည်းစစ်ကောင်စီကလေရင်တိုက်ခိုက်မှုတွေကိုအရှိန်မြင့်လှုပ်ဆောင်နေပါတယ်။မတ်လ29ရက်နေ့ကမန်ကီးရွာကိုတိုက်ပွဲမဖြစ်ပွားခြင်းမရှိဘဲ Jet Fighter နဲ့ဘုံကျဲခဲ့လို့နေအိမ်တွေနဲ့ကားတွေပျက်စီးခဲ့ရပါတယ်။တော်လန်ရေးအင်အားစုတွေရဲ့ကြိုတင်သတိပေးမှုကြောင့်ဒါပြည်သူတွေထိခိုက်မှုမရှိခဲ့တာပါ။ဒီလိုပဲရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်မှာလည်းစစ်ကောင်စီတပ်သားတွေဟာရွာသားတွေရှေ့မှာတင်မိမိတို့ရဲ့တပ်သားအချင်းချင်းကိုပါလူမဆန်စွာနှိပ်စက်နေတာကိုရရှိထားပါတယ်။အစီအစဉ်ရဲ့နောက်ဆုံးအပိုင်းအနေနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ချင်ပါတယ်။အရှိအလဲမောက်ဒေတာမှာအခြေအနေတွေကတော်တော်လေးကိုတင်းမာနေပါတယ်။ American Pentagon စစ်ကြီးချုပ်ကနေအီရန်နိုင်ငံအတွင်းမှာကန့်သက်ချက်ရှိတဲ့မြေပြင်စစ်စင်ရေးတွေကိုလှုပ်ဆောင်ဖို့ပြင်ဆင်နေတယ်လို့ The Washington Post သတင်းစာကဖော်ပြပါတယ်။အဓိကအားဖြင့်အီရန်ရဲ့ရေနီတင်ပို့မှုအချောက်ရာချစ်တဲ့ခောက်ကျွင်းနဲ့ Hormuz ရေနံကြားအနီးမှာရှိတဲ့ကမ်းရိုးတိုက်တွေကိုပြစ်မှတ်ထားဖို့ရှိနေပါတယ်။ American ဟာအထူးကွန်မန်ဒိုတပ်ဖွဲ့တွေနဲ့ချီလီယန်တပ်ရင်းတွေကိုအသုံးပြုဖို့စီစဉ်နေပြီးစစ်ဆိုစား3100ကျော်ကိုလည်းအရှိအလဲမောက်ဒေတာကိုထပ်မံဆေးလွှတ်ထားပါတယ်။ဒီတင်းမာမှုကိုလျော့ကျင့်ဖို့အတွက်ပါကစ္စတန်နိုင်ငံကကြွားကောင်ညီနိုင်မှုအဖြစ်ဆောင်ရွက်နေသလိုဆော်ဒီ၊တူရကီနဲ့အီဂျစ်နိုင်ငံသားရေးဝန်ကြီးတွေဟာလည်းပါကစ္စတန်မှာတွေ့ဆုံဆွေးနွေးနေကြပါတယ်။ဒါပေမဲ့အီရန်ဘက်ကတော့အမေရိကန်ရဲ့လေယာဉ်တင်သင်္ဘောတွေသာရောက်လာခဲ့ရင်ဒင်းမြစ်တွေနဲ့လက်စားချေမယ်လို့ချင်းချောက်ထားပြီးဟူတီတူဘရန်တွေကလည်းရန်သူကိုအပြစ်ပေးဖို့အဆင့်ရှိတယ်လို့ဆိုထားကြပါတယ်။အခုဆိုရင်အရှိအလဲမောင်မှာစစ်မီးအပိုပြီးကျယ်ဝန့်လာပါတယ်။ အမေရိကန်ကအီရန်ကိုမြေပြင်တပ်တွေနဲ့တိုက်ခိုက်ဖို့ပြင်ဆင်နေတယ်လို့အီရန်ဘက်ကစွတ်ကြားလာခဲ့ပြီးအမေရိကန်တပ်တွေဝင်လာတဲ့တပြိုင်နက်တုံ့ပြန်ဖို့အဆင့်ရှိနေတယ်လို့သတိပေးထားပါတယ်။တစ်ဖက်မှာလည်းအစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကလက်ဘနွန်တောင်ပိုင်းမှာလုံခြုံရေးကြားမနာတစ်ခုကိုထိုးချဲသွားမိအမိန့်ကိုပေးခဲ့ပါတယ်။
ဒါကြောင့် Hezbollah အဖွဲ့တွေနဲ့တိုက်ပွဲတွေပိုမိုပြင်းထန်လာပါတယ်။ဒီလိုစစ်ပွဲတွေကြောင့်ကမ္ဘာ့ရေနည်းဈေးနှုန်းမှာရေနည်းဈေးနှုန်းတွေတဟုန်ထိုးမြင့်တက်လာပြီး Brent ရေနည်းဈေးတစ်စင်ကို$115အထိရောက်ရှိသွားပါတယ်။အီရန်က Hormuz ရဲလက်ကြားကိုပိတ်ဆိုးဖို့ကြိုးစားနေတာကြောင့်ရေနည်းတင်ပို့မှုအပေါ်စိုးရိမ်မှုတွေရှိနေပါတယ်။စီးပွားရေးပညာရှင်တွေကတော့ဒီစစ်ပွဲကဂျွန်လာကုန်ထိစစ်ဖြစ်နေမယ်ဆိုရင်ရေနည်းဈေးနှုန်းဟာ$200အထိတက်သွားနိုင်တယ်လို့သတိပေးထားပါတယ်။တစ်ဖက်မှာလည်းမြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်ဟာအမေရိကန်ပြည်မကြီးအထိရောက်သွားနိုင်တဲ့အစီမင့်အဆိုင်အလေးလောင်ရင်သုံးအင်ဂျင်စမ်းသပ်မှုကိုကိုယ်တိုင်သွားရောက်ကြည့်ရှုပြီး၎င်းတို့ရဲ့စီးရေးစွမ်းတွေကိုမြင့်တင်နေတာပါ။အဆိုင်အလေးလောင်ရင်သုံးဒင်းမြစ်တွေဟာတဲယူရလွယ်ကူပြီးပြစ်ခိုက်ဖို့ပြင်ဆင်ချိန်နဲတာကြောင့်ရန်သူကကြိုတင်ထောက်လှမ်းဖို့ခက်ရင်းပါတယ်။ကင်ဂျုံအွန်းကတော့ဒါဟာနိုင်ငံရဲ့မဟာဗျူဟာမှအင်အားတစ်ခုအတွက်အရေးကြီးတယ်လို့ပြောဆိုခဲ့ပါတယ်။ဒီသတင်းတွေနဲ့အတူမြန်မာနိုင်ငံအတွင်းမှာပိတ်လောင်ခံထားပြီးအထံမှခိုင်းဆဲခံနေရတဲ့ဟောင်ကောင်နိုင်ငံသားတအုပ်ကိုထိုင်းနဲ့မြန်မာအာဏာတိုင်တွေပူးပေါင်းကယ်တင်နိုင်ခဲ့တာဟာလူကုန်